ဒီနေ့ဟာကျမတို့ရဲ့ခေါင်းဆောင်ချင်းចောင်းသားခေါင်းဆောင်မြန်မာနိုင်ငံတနိုင်ငံလုံးရဲ့ចောင်းသားခေါင်းဆောင်ဇလိုင်းတင်မောင်ဦး1986ခုနှစ်ဇွန်လ26ရက်နေ့မှာကျိုးပေးအသက်ခံခဲ့ရတဲ့နေ့ဒီကနေ့နေ့ဆိုလို့ရှိရင်35နှစ်မြောက်ဖြစ်ပါတယ်ကျမတို့ရဲ့ခေါင်းဆောင်ဇလိုင်းတင်မောင်ဦးဟာဆိုရင်ခေတ်အဆက်ဆက်မြန်မာနိုင်ငံဒီမိုကရေစီရရှိရေးတော်လှန်ရေးတိုက်ပွဲမှာသူတက်ကြွတတိရှိပါဝင်ခဲ့ခြင်းကြောင့်သူဒီလိုမျိုးကြိုးပြီးအသက်ခံခဲ့ရတာဖြစ်ပါတယ်ကျမတို့ရဲ့မြန်မာသမိုင်းချင်းသမိုင်းမှာကျမတို့လုံးဝမေ့လို့မရတဲ့ပုံကူတူဖြစ်ပါတယ်သူဟာဘယ်သူမှမသိတဲ့သူရဲကောင်းတစ်ယောက်ဖြစ်ပါတယ်အတိမခံရတဲ့သူရဲကောင်းတစ်ယောက်ထဲမှာတစ်ယောက်တူအပါဝင်ဖြစ်ပါတယ်ကျမတို့ဒီနေ့ဂျပန်မှာရှိတဲ့ချင်းတိုင်းသားအားလုံးမှသူ့ကိုလေးစားဂုဏ်ပြုတဲ့အနေနဲ့ဒီအခမ်းအနားကိုပြုလုပ်ကျင်းပရတာဖြစ်ပါတယ်ရှင်